ကျွန်တော်မြင်မှာတော့နော်အဓိကအချက်ကတော့အများကြီးရှိပေမဲ့အခြေခံအကျဆုံးနဲ့အဓိကအကျဆုံးကတော့ကျွန်တော်တို့ပညာရေးလို့ပဲမြင်ပါတယ်မရှိတာထက်မသိတာခက်တယ်ဆိုတဲ့စကားပုံလည်းရှိရလေအဲ့တော့မသိရင်တော့မရှိတော့ဘူးဘာမှနော်တိမှရှိတဲ့သဘောမျိုးလဲတက်ရောက်ပါတယ်အဲ့ဒီစကားပုံလေးကကျွန်တော်သိသဘောကျတယ်အဲ့ဒါကြောင့်ပညာရေးဖြန့်ဖြိုးမယ်ဆိုရင်လူတွေအတွေးခေါ်အတွေးမြင်တယ်လေပွင့်လင်းလာမယ်ပေါက်လာမယ်နိုင်ငံတကာအဆင့်ထိသူတို့ကအမြင်လာတတ်မယ်ဒါတွေအားလုံးကပညာရေးကနေပြီးမှပြီးတဲ့အလင်းပေါ့နော်အဲ့ဒါတွေလူတိုင်းမှာရှိမယ်ဆိုရင်တော့လူတိုင်းဟာကိုယ့်ရဲ့ဖြန့်ဖြိုးကြောင်းကတော့ရှာတတ်မယ်နီလမှန်မှန်နဲ့ရှာတတ်မယ်ဆိုရင်တော့ဖြန့်ဖြိုးနိုင်ပါတယ်ဒါလေးမဖြစ်နိုင်စရာအကြောင်းမရှိဘူးအဲ့ဒီနောက်ွယ်မှာတော့သူ့ရဲ့ infrastructure တွေလိုက်လာတော့မယ်လीအဲ့ဒီခါကျရင်တော့ဖြစ်လာမှာပေါ့ဥပမာပေါ့အစကတော့ကျွန်တော်တို့ကတော့မတိဘူးလေတောင်ရခုတ်မယ်ရွှေ့ပြောင်းတောင်ရခုတ်မယ်ဟလာအဲ့ဒီကနေဆင်းမြင်လာတဲ့လှေကတစ်ဒီတိလာခဲ့တယ်အဲ့ဒါမျိုးအခုဆိုရင်တော့ချင်းလူငယ်တွေပညာတတ်တွေအများကြီးကျွန်တော်ဆက်ဆံကြည့်အားလုံးသဘောပေါက်တယ် development ဖြစ်ဖို့အတွက်ချင်းပြည်နယ်ဖြန့်ဖြိုးဖို့အတွက်လိုအပ်တဲ့ infrastructure တွေလည်းကျွန်တော်တို့ချင်းလူငယ်တွေအားလုံးကတည်နေပြီပြောတတ်ကြတယ်ဟုတ်လားပညာရေးကတော့ထားလိုက်ပေါ်တော့ infrastructure တွေမှာတော့လမ်းပန်းဆက်သွယ်ရေးเนาะ communication အဲ့ဒါမျိုးပြီးတော့ကျွန်တော်တို့စီးပွားရေးလုပ်မဲ့နေရာမှာ link road တွေဘာတွေတူရမယ်ဆိုတာမျိုးအဲ့ဒါလေးတွေကအစဟုတ်လားနွားမွေးမလားဘယ်လိုပုံစံနဲ့ခစ်မီလေးမွေးမလဲအဲ့ဒါမျိုးသူ estimate တွေ project တွေသူတို့ဆွဲတက်နေကြပြီခါတိုင်းမဟုတ်တော့ဘူးအရင်လိုမဟုတ်တော့ဘူးအဲ့ဒါကြောင့်ချင်းပြည်နယ်ရဲ့ရှေ့ရေးကတော့ဖြန့်ဖြိုးဖို့ပဲကြံပါတော့တယ်အခုကတော့တော်တော်လေးကိုကျွန်တော်အားရတယ်